ကိုမိုက်ကိုရှင်းတာလေအောက်ပြစ်ချလိုက်တယ်အမိုက်မပြရဘူးဟာဒီရင်းချင်းတက်တာပါညီမလေးဒီရက်ကောင်းဒီမလေးပြီးတဲ့စီမိုးလေးကိုမို့လားအရန်တော့လို့ကောင်းတယ်ကိုအဲ့ဟာတော့ရန်ကိုရှိုက်လိုက်တော့ညီမလေးရဲ့ဟဲ့ကဘယ်လိုပြောရလဲဟဲ့ကောင်အဲ့ဒါဆိုရင်မှမီးဟမ်မိုးတေအောင်ကိုညီမလေးပြီးတဲ့စစ်လေးကိုထောက်လျှောက်ပဲဖွာအောင်လိုက်တော့ညီမလေးတော်ပြီစစ်လေးတောက်ချင်းစီကျမ်းမာရေးကိုထိခိုက်တယ်လုံးဝမတောက်တော့မတောက်ဘူးတော့ပြန်တော့ကိုဖားတိုင်းရတယ်ဆိုတော့ဗျာကိုရားလာတယ်ညီမလေးအပေါ်ရောက်အောင်ရောက်ပါဆိုလေခေါင်းနေလည်းရှုပ်တယ်ကွာအဟိကရတယ်တမျိုးပဲနော်နေရတတိကျော်ရောမတက်လားပြန်လုံးရောရဘယ်ခါကျစိတ်ကအရင်ပြန်ပြောညီမလေးဟောတာပါဒီတော့မနေဘူးညီမလေးကိုကျန်ကိုလေးစားနေညီမလေးကိုရလေးစားနေတယ်ကိုရစားနေတယ်ဆယ်လေးခက်လိုက်တော့ကိုစားချင်တော့ကိုပြီးတော့ကိုခိုင်းနေကိုလေးကပြောလေ please ပြီးရော okay thank you hello ငါကိုင်းနေပြီးတော့ငါပြောတယ်လူလဲမှာအစုပ်ကိစ္စပြောတော့တေတော့မှာပါစက်မင်းစကားအများအဘာဖြစ်လို့လဲဒီကိုင်းရမယ်ဘယ်တော့ကိုင်းရမှာနောက်နေ့မှာဘာလဲ तू ကအချိန်ကြီးမှမပေးသေးတာအချိန်ကြီးပြန်ဒီကိုင်းလို့ရတယ်ဟာဒီကမိမတွေ့ရတယ်ပြောတယ်ရမလားလို့ငါပြောတယ်ဝေးတော့ဒါဥကကုလူမှာညာလာစီကိုဆိုတာကကိုကြိုက်လို့စားလိုက်မယ်ပုံကျင်တော့မမြစ်ပတ်စီပဲပေါ့နော်အဲ့ဒါလေးတော့ရှိရပါဒီလိုကိုရလေးကိုသေးစားလေးယူလိုက်ကိုရိုးလေးကိုချိုးလိုက်ဒါပဲကိုမစမ်းတာလေအားလည်းနှခိုင်းနေတယ်သူကစမ်းဒီမှာလူကွက်လို့စိတ်ဖန်ဒါတော့အရင်စားလို့ကောင်းတယ်ကိုမျိုးစားပဲအဲ့လိုကိုရလေးကိုဘာလို့ရန်ကောင်းမှမစားကြမှာစားဒီကုန်းမျိုးလေးဆိုကြမ်းရိုးလေးကိုဒီစားလေးချိုးကိုလေးလေးကိုဒီစားကြည့်အဲ့ဒါတော့နေရတယ်ကိုရောနားလို့ရလေကိုရကိုနဲ့လုံညာကိုကြောင်းရှိကိုလေးကိုလေးရဟဲ့လားကိုလေးကိုရကိုရရကိုလေးကိုတော့ကိုလေးဘာပဲကိုရကတော့ပါလေဝတ်ချံပေါင်းနေလို့နောက်နေရာလေးထွက်မှာပဲလေမထူးတခါတော့နိုင်ကြပါလို့တော့အရင်ဆက်ကိုလေးကိုဒီလိုလေးနည်းနည်းလေးတော့ပေါက်မှာဆိုလေဒီလိုသိချာရလိုက်ရင်ဒီစမ်းဘယ်သူမှမမြင်မစားပဲမနေနိုင်ဘူးဒီလိုဟာလေးတော့အသေးချာလေးစားပိုက်မှာဟုတ်ဒီမှာလေးစားမယ်ဆိုကိုလည်းချက်တာတော့မှညီမလေးကိုဆိုတာပုံကျင်ဒီဘက်ဟုတ်တယ်အဲ့တော့မစားရတော့မှဘယ်ခါလေးကိုရဲ့ဒီလိုစားဒီလိုလိုက်နော်အဲ့ဒါတော့ပြောရတယ်ညီမလေးလည်းဘာမှမပြောကိုပြောနေတာကိုလည်းဘာလို့စားတယ်လဲနော်ဒီကိုတွေကိုစားပြီးငါတို့ဘူးကွန်စတူတွေတူနေပုံရိပ်ပြတ်ညစ်ပါတော့အဲ့ဒီမိုကရေစီမပြီးသားဟုတ်တယ်ဟုတ်လားကိုယ်နဲ့ပြင်ဘာလို့လဲရဲပြမှာပေါ့မှန်ပါတော့ရဲပြမှာရားနေတယ်ရဲပြမှာဟာအဲ့ဒါ
ကိုတလို့ထွေးရဲက ဟုတ်တယ်ရဲ့ ကိုတောင်ကိုရဲလို့ကိုထွေးကိုဖမ်းခံနေရ ဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်နော် အဲ့လိုထွေးဘာလဲ ရဲဖမ်းရမယ် လူကြီးဖမ်း ဖမ်းရမှာပေါ့ဖမ်းရ ကဲ မယ် ခွေးပေါ့အဲ့တော့ဘယ်မှာလဲလို့ဆိုရင်ကျွန်တော်ခွေးထားတယ်ဒါဖမ်းတော့ပါဒါဖမ်းတယ်ဒါတော့ဆိုရင်ကျွန်တော်ကိုယ်ခွေးလေဗျာအဲ့တော့ဖမ်းပါလို့ဖမ်းပါဒီလက်တစ်ပတ်ကိုတက်ဆက်ရတယ်ပါဒီလက်ဆက်ကတော့တောင်းနေပါ